ကဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ချန်ပီယံလိရဲ့အကြီးအကျယ်ဆုံးထိတိုက်တွေ့ဆုံမှုတစ်ခုဖြစ်တဲ့အင်တာမီလန်နဲ့အာဆင်နယ်တို့ရဲ့ပွဲစဉ်အကြောင်းကိုသုံးသပ်တင်ဆက်ပေးသွားမှာပါဗျအာဆင်နယ်တို့အီတလီမီမှာတကယ်ကိုခြေစွမ်းပြပြီး3ဂိုးပဲဂိုးနဲ့အနိုင်ရခဲ့တဲ့ဒီပွဲဟာပရိသတ်တွေအတွက်တော့တကယ်ကိုရင်ခွင်စရာပါပဲပွဲစားစားချင်း10မိနစ်မှာတင်အာဆင်နယ်တို့အဖွင့်လာခဲ့ပါတယ်ဂေဘရီယယ်ဂျေဆစ်ရဲ့အပိုက်ပိတ်သွင်းမှုနဲ့အတူအာဆင်နယ်တို့ဦးဆောင်နေခဲ့တာပါအင်တာမီလန်ဘက်ကပီတာဆူချစ်က18မိနစ်မှာခြေပကိုးပြန်သွင်းခဲ့လို့ပွဲကတကယ်ကိုအကျိတ်နဲ့ရှိခဲ့ပါတယ်ဒါပေမဲ့ဒီနေ့မှာတော့ဂေဘရီယယ်ဂျေဆစ်ကတားမရစီးမြပါပဲ30မိနစ်မှာပဲသူကဒုတိယကိုထပ်သွင်းပြီးအာဆင်နယ်ကိုပြန်လဲဦးဆောင်စေခဲ့ပါတယ်အာဆင်နယ်ရဲ့ကွင်းလဲထိန်းချုပ်မှုနဲ့ခံစစ်ပိုင်းကျစ်လက်မှုကအင်တာမီလန်ကိုဒုတိယပိုင်းမှာအခွင့်အရေးသိပ်မပေးခဲ့ပါဘူးပွဲပြီးခါနီ84မိနစ်မှာတော့လူစားဝင်တိုက်စစ်မှုဗစ်တာဂျော့ဂရက်စ်ကတတိယကိုသွင်းယူပေးခဲ့လို့အာဆင်နယ်တို့3မှတ်အပြည့်ရရှိသွားတာထင်ပါတယ်ဒီနိုင်ပွဲကြောင့်အာဆင်နယ်ဟာချန်ပီယံလိ9ပွဲကစား9ပွဲလုံးနိုင်ပြီး23မှတ်အပြည့်နဲ့ဇယားထီမှာကြောက်ခဲတယ်လို့ခိုင်မာနေပါတယ်ဒီရာဒီမှာအာဆင်နယ်ရဲ့အခြေစွမ်းဟာဥရောပတိုက်ကိုချင်းချောက်နေပြီးတော့တောင်ပြောလို့ရပါတယ်ဗျာအင်တာမီလန်အတွက်တော့ဒီရှုံးနိမ့်မှုကနောက်တစ်ဆင့်တက်ဖို့အတွက်ဖိအားတွေဖြစ်လာစေမှာပါ